မင်္ဂလာပါခင်ဗျာကျွန်တော်တို့ထိုင်းမှာနေတဲ့သူတိုင်းပုံပေါ့ခင်ဗျာမဖြစ်မနေဖုန်းထဲမှာရှိထားတဲ့ app ကလေးကတော့ဒီ app ကလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ boss ပေါ့ခင်ဗျာဒီ boss app ကလေးဖြစ်ပါတယ်ခင်ဗျာတချို့ကတော့ boss ပေါ့ခင်ဗျာတချို့ကတော့ bot ပေါ့ခင်ဗျာboss ခေါ် bot ခေါ်ပေါ့ခင်ဗျာအဓိကဒီ software လေးဖုန်းထဲမှာရှိနေပေါ့ခင်ဗျာသွားလို့လာလို့အရန်ကိုအဆင်ပြေပါတယ်ခင်ဗျာကျွန်တော်တို့ဇကားတက်เสียလည်းမလို့ပေါ့ခင်ဗျာအခုနောက်ပိုင်းကျွန်တော်တို့ထိုင်းကိုရောက်စလူတွေဆိုပို့ပြီးတော့အဆင်ပြေတယ်ပေါ့ခင်ဗျာဘာလို့လဲဆိုတော့ तू ကစကားပြောစရာလည်းမလိုဘူးထိုင်းစကားတက်စရာလည်းမလိုဘူးပေါ့ခင်ဗျာအဓိကကိုသွားမဲ့ location လေးကိုသိတာနဲ့သွားလို့ရတယ်ပေါ့ခင်ဗျာအကောင့်ဖွင့်ရလည်းအရန်လွယ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ software လေးကိုပထမဆုံးအနေနဲ့ Play Store down လိုက်ပေါ့ခင်ဗျာdown ပြီးရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကလေးရိုက်ထည့်တာနဲ့အကောင့်ကပွင့်သွားပြီဖြစ်ပါတယ်ခင်ဗျာprofile မှာတော့ကိုယ့်ရဲ့နာမည်လေးထည့်လိုက်ပေါ့ခင်ဗျာဒါဆိုရင်အကောင့်ပွင့်သွားပြီရသွားပြီအသုံးပြုလို့ရသွားပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ software ကိုအဓိကအသုံးပြုပေါ်တော့လွယ်တယ်ပေါ့ခင်ဗျာအရန်ကိုရိုးရှင်းပါတယ်ခင်ဗျာကျွန်တော်တို့ကိုသွားမဲ့နေရာရဲ့ location ပေါ့ခင်ဗျာနေရာလေးကိုသိရင်ရပါပြီခင်ဗျာဥပမာကိုကတငယ်ချင်းစီသွားမယ်ဆိုရင်တငယ်ချင်းကကို Messenger ကနေပြီး location ပို့လာရင်အားဆိုရင်သွားလို့ရပြီပေါ့ခင်ဗျာဥပမာကျွန်တော်location ကိုအသုံးပြုပြီးတော့သွားနည်းလေးကိုကျွန်တော်နမူနာအဖြစ်ကျွန်တော်လုပ်ပြမယ်ပေါ့ခင်ဗျာကျွန်တော် Messenger ထဲမှာတငယ်ချင်းတယောက်ကကျွန်တော် location ပို့လာတဲ့ထားပေါ့ခင်ဗျာကျွန်တော်အဲ့ဒီ location လေးကိုကျွန်တော်ယူလိုက်မယ်ပေါ့ခင်ဗျာကျွန်တော်ဒီ account လေးဝင်ဥပမာကျွန်တော်ဒီ location လေးပို့လာတဲ့ထားပေါ့ခင်ဗျာပို့လာပြီဆိုရင်ဒီ location လေးတော့နှိပ်ဝင်လိုက်ပေါ့ခင်ဗျာနှိပ်ဝင်ပြီးရင်ကျွန်တော်တို့ကဒီ location အတိုင်းဒီခုန bot account နဲ့ကိုပေါ့ခင်ဗျာဒါတိုင်းဝင်လို့မရဘူးပေါ့ခင်ဗျာအဓိကဒီသူပို့လာတဲ့ location နဲ့ကိုဝင်ပြီးရင်ကျွန်တော်တို့အဲ့ဒီ location နဲ့ copy ယူရမှာဖြစ်ပါတယ်ခင်ဗျာ copy ကဘယ်နေရာကနေယူရမလဲဆိုတော့ကျွန်တော်တို့နှိပ်ဝင်လိုက်ပြီဆိုရင်ဒီအပေါ်မှာဒီမှာအကွက်ကလေးကြာလာမှာပေါ့ခင်ဗျာအဲ့ဒီအကွက်ကလေးက location မှာပဲခင်ဗျာအဲ့လာလေးကိုကျွန်တော်တို့ကဒီမှာနှိပ်ပြီးတော့ copy လေးယူလိုက်ပေါ့ခင်ဗျာအဲ့ဆိုရင်အဲ့လိုလေးနှိပ်လိုက်ရင်ဒီမှာပေါ့ခင်ဗျာစာတန်းလေး3လမ်းပါလာကြာလာမှာပေါ့ခင်ဗျာတရားကျွန်တော်ကခုနဖိလိုက်တော့ဒီမှာပေါ့ခင်ဗျာဒီမှာ copy ဆိုတာလေးကိုနှိပ်လိုက်ပေါ့ခင်ဗျာဆိုရင်တော့ copy ယူလိုက်ပြီပေါ့ခင်ဗျာကျွန်တော်ဥမာပို့လာတဲ့ messenger မှာတကယ်ချင်းတယောက်ပို့လာတဲ့ location ကို copy ယူလိုက်ပြီဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော် home key လေးနဲ့ထွက်လိုက်မယ်ထွက်ပြီးတော့ခုနဒီမှာ bot account bot add ထဲကိုဝင်လိုက်မယ်ပေါ့ခင်ဗျာဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကကားနဲ့တွားကျင်တာလားဒီမှာပေါ့ခင်ဗျာကားနဲ့တွားကျင်တယ်လို့ဆိုရင်တော့ဒီမှာကားပေါ့ခင်ဗျာကျွန်တော်တို့ကားကိုငှားမှာပေါ့ခင်ဗျာကျွန်တော်တို့ဆိုင်ကယ်နဲ့တွားကျင်တယ်လို့ဆိုရင်တော့ဒီမှာဆိုင်ကယ်ပေါ့ခင်ဗျာကြိုက်တာနဲ့တွားလို့ရပါတယ်ခင်ဗျာဒီမှာဆိုင်ကယ်ပေါ့ခင်ဗျာကျွန်တော်နမူနာပြကားငှားမယ်ဆိုရင်ဒီမှာကားလေးကိုနှိပ်လိုက်ပေါ့ခင်ဗျာနှိပ်ပြပြီဆိုရင်ဒီအပေါ်ကတော့ဖြည့်စရာမလိုဘူးပေါ့ခင်ဗျာအပေါ်က location ဟာအခုကျွန်တော်ကားငှားမဲ့နေရာပေါ့ကွာဥမာလမ်းကနေခေါ်မယ်ဆိုရင်ဒီရက်နေတဲ့နေရာ location ဖြစ်တယ်ပေါ့ခင်ဗျာဒီအပေါ်အကွက်မှာဘာမှဖြည့်စရာမလိုဘူးပေါ့ခင်ဗျာဒီအောက်ကနေရာမှာအဓိကဖြည့်ရမှာပေါ့ခင်ဗျာဒီအောက်ကနေရာမှာတော့ကျွန်တော်တို့တွားကျင်တဲ့ location တီးနေရာကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနေရာလေးကိုကျွန်တော်တို့ဒီမှာခုန copy ယူလာတဲ့ဟာလေးကိုကျွန်တော်တို့ဒီမှာ page ချလိုက်ပေါ့ခင်ဗျာချလိုက်ပြီးရင်ကျွန်တော်အမှန်တကယ်ချစ်လိုက်မယ်ဆိုရင်ဒီမှာပေါ့ခင်ဗျာအဲ့ဒီ location ကိုတူတခါလဲရွေးပေးပြီပေါ့ခင်ဗျာရွေးပေးပြီဆိုရင်ကျွန်တော်တို့ကဒီမှာကားအမျိုးအစားတွေရွေးလို့ရတယ်ပေါ့ခင်ဗျာအဲ့ဒီလို location ကိုရွေးပြရတယ်ကျွန်တော်တို့ကဒီမှာကားကိုကြိုက်တဲ့ကားကိုရွေးလို့ရတယ်ပေါ့ခင်ဗျာဒီအပေါ်ဆုံးမှာပြထားတော့ကျွန်တော်တို့ဒီမှာအပေါ်ဆုံးကတော့ဒါတော့ကျွန်တော်တို့၄ယောက်စီရမယ်အမြန်ပေါ့ခင်ဗျာအမြန်သွားကျင်တဲ့လူတွေအတွက်ပေါ့ခင်ဗျာသူကတော့ဈေးပို့မယ်344ဘတ်ပေါ့ခင်ဗျာဆိုင်ကယ်နဲ့သွားကျင်တဲ့ဒီအောက်မှာဆိုင်ကယ်ဒီမှာကျွန်တော်တို့ဒီအောက်မှာလည်းကားရှိရပေါ့ခင်ဗျာသူကတော့နည်းနည်းစောင့်ရမယ်290ဘတ်ပေါ့ခင်ဗျာဒီအောက်မှာ basic ပေါ့ခင်ဗျာတာမန်လူတွေကတော့ basic အငှားများပါတယ်ခင်ဗျာ basic ကတော့သူကဈေးတက်တာတယ်ပေါ့ခင်ဗျာသူကတော့ဈေး200ဒီမှာ282ဘတ်ပေါ့ခင်ဗျာဈေးတက်တာ basic ဆိုတော့ဈေးအချို့ဆုံးပေါ့ခင်ဗျာသူကတော့4ယောက်စီးလို့ရတယ်ပေါ့ခင်ဗျာmain ကလေးတွေအတွက်ဆိုရင်တော့ main ကလေးမောင်းတဲ့ကောင်ဒီမှာပေါ့ခင်ဗျာ woman for woman ပေါ့ခင်ဗျာmain ကလေးတွေကတော့ main ကလေးမောင်းတဲ့ကောင်ကိုတီးတက်ငှားခြင်းငှားလို့ရတယ်ပေါ့ခင်ဗျာကိုကြိုက်တဲ့ကောင်ကိုဒီမှာငှားလို့ရပါတယ်ခင်ဗျာကျွန်တော်တက်တာစီးကျင်တဲ့လူရလည်းဒီမှာကားအကောင့်သားပေါ့ခင်ဗျာသူကတော့400ကျော်မယ်426ပဲစသဖြင့်ကိုကြိုက်တဲ့ကောင်ကိုရွေးလို့ရတယ်ပေါ့ခင်ဗျာကျွန်တော်တို့အဲ့လိုရွေးပြီးဆိုရင်တော့ပေါ့ခင်ဗျာsorry ခင်ဗျာဥပမာကျွန်တော်ဒီမှာဥပမာကျွန်တော်ဒီ basic ပေါ့ခင်ဗျာအဲ့လို basic ကိုနမူနာဖြစ်ရွေးပြီးကိုကြိုက်တဲ့ကောင်ကိုရွေးပြီးဆိုရင်တော့ဒီအောက်ကပေါ့ခင်ဗျာဒီမှာ select basic ဆိုတာလေးကိုနှိပ်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာ select basic ဆိုတာလေးပေါ့ခင်ဗျာဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ရမှာဖြစ်ပါတယ်နှိပ်ပြီးရင်တော့ကျွန်တော်
အဲ့ပြီးတော့ကျွန်တော်တို့ order confirm နိုင်ရပါပြီခင်ဗျဟိုကအဲ့ကိုဒီနေရာနေပြီးရက်ပြီးတော့စောင့်အောင်မှာပေါ့ခင်ဗျဥမာကျွန်တော်တို့တိုက်ခန်းထဲကငှားရဆိုရင်တိုက်ခန်းအဝကနေပြီးတော့စောင့်အောင်မှာပဲခင်ဗျအဲ့ဆိုရင်ကားနေပြီးတော့ကျွန်တော်တို့ဥမာဒီမှာမိနစ်ပြမယ်ပေါ့ခင်ဗျ3မိနစ်ဆို3မိနစ်အတွင်း4မိနစ်ဆို4မိနစ်အတွင်းသူရောက်လာမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ငွေရှင်းရလည်းလွယ်တယ်ပေါ့ခင်ဗျငွေရှင်းရလည်းကျွန်တော်တို့ကဒီမှာဒီကြာတင်ငွေတန်းရှင်းရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တက်စီတွေငှားတယ်လို့ပေါ့ခင်ဗျာကျွန်တော်တို့အလင်ကန်ထိမာနေပါမှစိုးရင်စရာမလိုပါဘူးခင်ဗျာဒါကြောင့်မလို့အခုနောက်ပိုင်းမှာပေါ့ခင်ဗျာကျွန်တော်တို့စကားမတက်တဲ့လူတွေရောက်စလူတွေကဒီကောင်လေးနဲ့ပိုးတော့အဆင်ပြေတယ်ပေါ့ခင်ဗျာကျွန်တော်တို့ခေါ်ရနဲ့အဆင်ပြေတယ်အရန်ကိုမိုက်ပါတယ်ခင်ဗျာဒါကြောင့်မလို့မဖြစ်မနေပေါ့ခင်ဗျာကျွန်တော်တို့ထိုင်းမှာနေတဲ့သူတိုင်းပေါ့ခင်ဗျာဒီမဖြစ်မနေဒီအကောင့်လေးဖွင့်ထားတင်တယ်ပြီးတော့ဒီအသုံးပြုနည်းလေးကိုလည်းပေါ့ခင်ဗျာလေ့လာထားတင်ပါတယ်ခင်ဗျာ